အားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးပါကျွန်တော်ဒီနေ့သားကွန်မန်တာကိုဘယ်လိုဆော့ရမလဲဆိုတော့ဒီစိတ်ရှင်းပြပေးအောင်မှာဖြစ်ပါတယ်ဝယ်စားပြီဆိုတော့ ਨੇ စီကြီးရဲ့ hero တွေတစ်ချက်တန်မဟုတ်တဲ့ hero တွေအကုန်လုံးချောင်းထုတ်လိုက်မယ်နော်။ဘာလဲဆိုတော့တစ်ချက်တန်တွေကို3 star ဖြစ်အောင်စုပြီးတော့level 8ရအောင်တက်နိုင်အောင်ထိန်းဆော့ရတာ။ဒါအရင်တော့ပုံစံနဲ့မတူတော့ရင်တော့ဆိုရင် level 8တန်ရောက်တာနဲ့5ချက်တန်အောင်ယူပြီးတာနဲ့အဲ့တစ်ကောင်နဲ့ထည့်ပြီးတော့ဆော့လိုက်ရတဲ့ပုံစံမျိုးဒါ nerf လိုက်တာပေါ့နော် plus ဘယ်လိုမဆော့စီချင်ဘူးလို့ခုမျိုးတစ်ပေါ့နောက်ထပ်ပုံစံတက်နေဆော့နေရတာအဲ့တော့ပထမဆုံးရေးကြည့်တာပတ်စံ30ပြအောင်စုရမယ်ပြီးရင်တစ်ချက်တန်3 star တွေ6ကောင်အမျိုး recommend ပေးတာဆိုတော့6ကောင်ရပြီဆိုတာနဲ့ level မြန်ဆုံးတင်ပြီးတော့5ချက်တန်ရရင်5ချက်တန်များရင်4ချက်တန်ရဖို့အတွက်စဉ်းစားမယ်ကတိကြောင့် player တော်တော်များသေးသေးတော့တင်နေပြီဆိုတော့သေးသေးရောက်ရှင်းပြမနေတော့เนาะမျိုးပထမဆုံးကတ်မှာတော့ important power ကတ်ကိုချဲလိုက်တယ်သားဆောင်မယ်ဆိုရင်အကောင်းဆုံးကတ်ကတော့ဘိုးကတ်ထဲကလုံးဝတော့ perfect ဖြစ်ဆောင်မယ်ဘာလဲဆိုတော့ကိုရီးယားတစ်ချက်တန်နေနဲ့အားလေးထိမ့်ပြီးဆောင်ရဖြစ်တဲ့အတွက်တစ်ချက်တန်၈ကောင်လောက်ဆိုင်နိုင်ခြင်းမတူကြလို့လုံးဝကတ်ရပြီဆိုတော့အကောင်းဆုံးပဲသားအတွက်တော့ဘောတော့ခင်းအောင်ကပဲရတာမလို့အပေါ်တက်ကတ်ကိုပဲရွေးချယ်လိုက်တယ်စောပါမှာမြေပထမပြောတာတော့ပဲမမလုံးနဲ့စက်မယ်ဆို2 round မြောက်ပါတယ်20ပြည့်အောင်စုနိုင်တော့ကောင်းတော့မယ်ဒါကတော့ပုံမှန်ပဲနောက်ပြီးရေးကြည့်တာကိုစုမဲ့တစ်ချက်တန်တွေကိုတက်နိုင်တော့လိုက်ကြည့်ဒီဘက်မှာဆိုရင်မြူဆော့တာမြူပါမယ်3ကောင်ပါတယ်အဲ့တော့သူတို့စုတဲ့ hero မဟုတ်ဘူးလေရေးကြည့်ရမဟုတ်ရင်ကိုစုစုနဲ့3စားဖြစ်ဖို့အခက်ခဲပါလိမ့်မယ်ဒါလည်း hero ကြည့်ဖို့ဆိုတာလည်းမချက်ချက်ပတ်ဝယ်ထားဖို့တော့လိုအပ်တာပေါ့နော်ပုံမှန်ဒီတိုင်းစော့နေ player ကိုကတော့ကြည့်လို့ရမှာမဟုတ်ဘူးနောက်ပြီးရေးကြည့်တဲ့တစ်ချက်က level လုံးဝမတင်ပါနဲ့ခုလိုချိန်မျိုးဆိုရင်တစ်ချက်ဆိုတော့ဘာမှမတင်လိုက်လို့ရတယ်ဒါပေမဲ့တင်နေပေါ့နော်ဝင်းနိုင်ဝါလို့ဆိုင်ရရှိမရှိတင်နေဘာလို့လဲဆိုတော့ level တစ်ဆင့်တက်လိုက်တာနဲ့တစ်ချက်တန်ရတဲ့ percent ကတော့နည်းဝါမှာဆိုတော့အဆင်မပြေဘူးပေါ့နော်ရှားတဲ့ချိန်ကျရင်ခက်တွေ့နိုင်တယ်အားကြောင့်မလို့တက်နိုင်တော့ level မတင်ပါနဲ့ပြီးရင်ပတ်စံမယ်ဆိုပါဒီကြားထဲမှာပြီးတော့မရှားလဲရတယ်ကျင်းသိမဖြစ်မနေရှားမယ်ချိန်ကsecond quick round ပြီးတဲ့ချိန်အဲ့တိုင်းယူပြီးတဲ့ round ကျရင်တော့ချိန်သေးရှားရမှာပေါ့နော်မျိုးကတော့တောက်ဆိုရင်ဒမ်မီရဲ့နိုင်ယူပြီးဆိုရတယ်တစ်ဖက်နိုင်ယူပြီးဆိုတာပူကြိုက်တယ်ကဲ၍နောက်ပိုင်းကိုကစစ်ကဲ hero ရမလားမေး hero ရမလားဒါလည်းချိန်တင်နေတာအဲ့လိုချိန်မှာ defend နိုင်လိုက်တာအကောင်းဆုံးပဲပေါ့ဘေးကောင်မဆို defend နေတာရင်မာတယ်လေအဲ့တော့စော့ရတာဒီအဆင်ပြေတယ်
ဂျားတဲ့ round တွေကပတ်စံစုနေတဲ့ round တွေမလို့ရေးမကြည့်ရတဲ့ဒုတိယကက်ယူရဲ့ round ပေါ်လိုက်မယ်ဗျဒုတိယကက်ယူရဲ့နေရာမှာကွန်မလာ level တက်တဲ့ gap ပါလာတယ်ပေါ့နော်ဒါမဲ့ဒါကိုပျော်လို့မတန်းယူလို့မဖြစ်သေးပါဘူးဘာလဲဆိုတော့ level တက်တာနဲ့များတစ်ချက်တန် hero တွေကရှားခတ်တယ်အားကြောင့်မလို့ကိုတာကတ်တာအတိုင်းတစ်ချက်ကန်6កောင်ဒူရီစရာဖြစ်တဲ့ဒီတက်နိုင်တော့ level တင်မဲ့မေးရှာပြီးတော့မှ gap ကိုရှုတင်ပါတယ်ဒီ Q round ကစပြီးတော့တစ်ချက်တန်ဒူရီစရာဖြစ်ဖို့အတွက်အများဆုံးရှားမယ်နော်ပတ်စံ20လည်းချိန်ရမယ် hero လည်းရှားမယ်တာကွန်မလာဆောင်းရတာကွန်မလာဆောင်းရတင်မြင့်ကြီးရှင်ရွှေကြီးဆိုတဲ့အတိုင်းပဲနံပါတ်8ကျရင်လည်းရမရရင်လည်းနံပါတ်1ပဲပေါ့နော်ကျင်းသေးတယ်ခုလည်းဒီမှာတွေးလျှော့ခံရတယ်ဘာလို့လဲဆိုတော့ဒုတိယ phase ပေါ်မှာ get capacity လိုချင်တာမဟုတ်ဒါမှလည်းသူများတဲ့ကွာ level 8မြန်မြန်ရောက်ပြီးတော့အတက်တန်တွေးစားရှာလို့ရမှာပေါ့ဒီပေါ်မှာဆိုရင်တာကိုပြင်လာတဲ့နှစ်ကောင်လေးပါသေးရဆိုတော့နည်းနည်းတော့အန်နေများပေါ့အဲ့တော့ကိုရီးယားသူတို့ထက်ခြေတလန်းတာနေမှရမယ်ကွက်ကွက်ကြိုမြင်နေမှရမယ်ကိုနှစ် round သက်တိုက်ရှုံးခံလိုက်တဲ့အချိုးချေစုနဲ့ get capacity ကိုရလိုက်ပါပြီအဲ့တော့ကိုကနောက်ထပ် level တစ်ဆင့်တင်လိုက်ပြီးတော့လည်း car skill ကိုအသုံးပြုလို့ရပြီပေါ့ခု round အစားပြီးရှုံးခံလို့မဖြစ်တော့တွေ့ရလဲ20ခုပဲကျန်တော့ဆိုတော့နောက် round နေလဲအချိန်နေဘယ်လိုရှိလဲမသိဘူးအဲ့တော့တတ်နိုင်တော့အနိုင်ဖြစ်အောင်ဖို့အတွက်ပဲစဉ်းစားပြီးတော့လိုတဲ့ role လေးတွေတစ်ကောင်လေးလိုက်ဖြည့်ပေါ့ဘယ်လိုမျိုးလဲပွဲကိုထိန်းသွားတတိယ quick round မှာ level 7ရောက်ဖို့ဆိုတာနဲ့တားရဲ့ချိန်ကစလာပြီ
ရဲတိုင်းမှလည်းကံမကောင်းနိုင်ဘူးเนาะလူပွဲဆိုရင်တာပူပါဝင်ဆော့တဲ့လူက3ယောက်ရက်တန်ဟီရို6កောင်စုပို့သွားလဲမလွယ်တော့ထပ်ပြီးတော့တောင်းခံရမယ်ဆိုရင်လည်းထွက်ဖို့ပဲကြံတော့တယ်အဲ့လိုမျိုးမှာ level တင်ပြီးတော့၄ချက်တန်တာသို့မဟုတ်လင်းအောင်ရှာပြီးတော့ဒီစားအမြန်ဆုံးပြောင်းလုပ်ပြီးတော့ဝယ်ရထိန်ရပါတော့ယူတတိယခရီးရောမှာရွှေလိုက်တဲ့ကက်ကအိုင်နန်3ခွက်ထည့်ထားတယ်ဘယ်ဟီရိုမဆိုဟာ damage 25% တိုးမှာအဲ့တော့ကွာတာ3 star နဲ့ပွဲကိုထိန်းရမှာဆိုတော့ကောင်းတော့ကက်ပဲဒီထက်ကောင်းတဲ့ကက်တွေလည်းရှိပါတယ်ကိုကတော့ဒီကက်ရွေးချယ်ဖို့ကောင်းတော့မလို့ဒီကက်ကိုပဲယူလိုက်ပါတယ်ခုဆိုရင်တားနှစ်ကောင်နံပါတ်9နံပါတ်10နဲ့အတီးတီးထော်ရကြပြီတို့ထွားတဲ့အဓိကအကြောင်းကတော့ပုံတင်နီးတိုင်းပဲဆိုတော့เนาะ level တင်မယ်အချက်တန်တိစားလုံးသူက data နီးကိုပဲတွေ့ရဆိုအဆင်မပြေဘူးပေါ့ခုလိုမျိုးပွဲကျတဲ့အချက်ခါတွေ
တွေးကြံတော့တဲ့ခါမှာဆိုငါတက်တယ်များလေဒီချက်တောင်ဒီစားလောက်တင်တယ်ပေါ့နော်လောက်ကိုလောက်အောင်ပါဒီမှာမျိုးကကန်ကောင်းသွားလို့ဆိုရမယ်အထွက်ကမှာဒီချက်တန်ဒီစားပြောပါတယ်အဲ့တော့ပွဲကဒီစီလေးထိန်းစော့နိုင်သွားပြီပေါ့ဟိုငါချက်တန်ကိုဘာလို့စော့ကျင်လဲဆိုတော့ဒီစီလေးရွေးလိုက်အောင်ညော်ရလီယိုမောကြိုက်လို့လီယိုမောယူလိုက်တယ်ဒီနေရာမှာလီယိုမောပိုင်တို့တော့ဒုတိယရွေးချက်ကိုကောင်းတယ်။ကောင်းတော့ငါချက်တန်ဟီရိုပြောပါဆိုတော့မျိုးကတော့ကတော့ခါကိုကြိုက်ဆုံးပဲပေါ့။ခုဆိုရင်၄ချက်တန်3စားရင်5ချက်တန်2စားတစ်ကောင်ရနေပြီ။ဒီနေ့1စား4ကောင်လည်းရှိသေးရဲ့ဆိုတော့ရှုံးဖို့ဆိုတော့ဖြစ်နိုင်တော့ဒီစီလေးပဲပွဲလေးကိုအနိုင်ပိုင်းပြီးတော့ဗီဒီယိုလေးထွက်တော့ဆောင်းအောင်ပဲကျန်တော့ပေါ့။ဒါဆိုနေရာဒီလောက်ပါပဲရုပ်ရှင်းပါတယ်။မကင်မကောင်းတော့နံပါတ်9နံပါတ်10ကတော့ကျိန်းသေးတာပေါ့နော်။အောက်က2ကောင်တက်သေးပါပဲ။ပုံမကောင်းရင်ညံကောင်းရင်တော့နံပါတ်1လည်းရနိုင်ပါတယ်။ကိုကခုလိုချိန်မှာဘာဆိုင်တဲ့ကြီးကိုဘာနဲ့တွဲပြီးဆော့လို့ဆော့မလဲမသိတဲ့ချိန်မှာဒီတာကွန်မန်ဒါကတော့ဆော့လို့ကောင်းတော့ပဲပေါ့နော်အခုဆိုရင်ဘာမှလုပ်စရာမလိုတော့ဘဲနဲ့အချက်တန်3စားဖြစ်တဲ့ချိန်ကိုထိုင်ဆောင်နေမှရှိတော့ဝယ်ကကိုပဲဖြောက်သွားပြီပေါ့ခုဆိုရင်လီယိုမော3စားလဲရပြီဆိုတော့ဒီပွဲကကိုယ့်ရဲ့ပွဲဖြောက်သွားပြီပေါ့
ဗီဒီယိုဆုံးနေကြည့်ပေးတယောက်ချင်းစီတိုင်းနဲ့ကျေးဇူးထူးတင်ပါတယ်နောက်လည်းမကြည့်ချင်တဲ့ပတ်သက်တဲ့တင်တွေမတာဝန်တဲ့ flow တွေကိုဆော့ပြပေးပါမှာမို့လို့ channel လေးကို subscribe လုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်လို့တောင်းဆိုပါတယ်ဗျအားလုံးပဲဆော့တိုင်းနိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ် See you guys